Hey guys, welcome back to my channel. ပြီးခဲ့တဲ့လတုန်းက Ellie Istanbul မှာရှိတဲ့ hidden gem တစ်ခုကိုသွားလိုက်ခဲ့တယ်။အဲ့ဒါဘာလီလဲဆိုတာသိချင်ကြလား။အဲ့ဒါလေးကို Ellie က share ပေးချင်တာ။ Ellie သွားခဲ့တဲ့ Istanbul မှာရှိတဲ့ Basilica Sultan ကို explore လုပ်ခဲ့တဲ့အကြောင်းလေးမျှဝေပေးချင်လို့ပါ။ဒီဗီဒီယိုလေးမှာလည်းအပြည့်အစုံခန်းစားကြည့်လို့ရမယ်။ပြီးတော့ဒီ Basilica ရဲ့အကြောင်းလေးကိုလည်း explain လေးကိုလည်းပြောပြချင်တာပါအထက်ကိုဝင်လိုက်တာနဲ့ wow honestly it's feel like another world you know တကယ်ကိုမှEllie မတွေ့ဘူးတဲ့ပုံစံမျိုးတွေ့လိုက်ရတာတကယ် another world ကိုရောက်သွားတယ်လို့ပဲအလင်းတွေကသူ့ရဲ့မီးရောင်တွေကဒီရေပေါ်မှာ reflect ဖြစ်နေတဲ့အရန်ကို super beautiful ရေအောက်မှာရှိရဲ့အသံတွေကလည်းအရန်ကိုမှ mysterious vibe တစ်ခုလိုခံစားရတယ်ကွာဒီနေရာဆိုလို့ရှိရင်နှစ်ပေါင်း1500ကျော်ရှိသွားပြီဒီ building ကဒီအဆောက်အဦကြီးတစ်ခုကနှစ်ပေါင်း1500ကျော်သွားပြီဒီနေရာကိုလဲပတ်ခွင့်ရတကယ်ကိုမှအရန်ကိုမှI feel so amazing you know အဲ့ဒီနေရာက Basilica က 6th century မှာ Empire Justinian I ကတည်ဆောက်ခဲ့တာ This was used as an underground water storage system for the city you know အဲ့ဒီတော့ကဆိုရင် 6th century မှာတည်ဆောက်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း1500လောက်ကတော့ကအဲ့ဒီနေရာကအဲ့ဒီ underground water တွေကဆိုရင်သူတို့ရဲ့နန်းတော်တွေတကယ် important building တွေကိုရေထောက်ပံ့ပေးတဲ့ system တစ်ခုဖြစ်တာအဲ့နေရာမှာရေတိုးလောက်မယ်သူတို့ကဒီမြို့မှာရှိတဲ့အထင်ကြီးနေရာတွေအဆောက်အဦတွေအားလုံးကိုပြန်ပြီးတော့ရေဖြန့်ပေးတဲ့နေရာတစ်ခုပေါ့နော်ဒီအဆောက်အဦရဲ့အထက်မှာဆိုလို့ရှိရင် column 300ကျော်ရှိပြီးတော့ each one has its own design you know column နဲ့အကုန်လုံးရဲ့ design ကတကယ်ကို amazing ပဲတကယ်လွန်ခဲ့တဲ့နှစ်ပေါင်း1500ရဲ့တည်ရှိနေတဲ့ design ဖြစ်တဲ့အတွက်ကြောင့်အခုခေတ်ခါမှာမွေးဖွားတဲ့သူတွေအတွက် Ellie တို့လူတွေအတွက်ကတော့လေ့လာသင်တဲ့နေရာတစ်ခုလို့ Ellie ကမြင်တယ်အဲ့ဒီအတွက်ကြောင့်သွားလည်ခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် the most interesting part ကဘာလဲဆိုလို့ရှိရင် Medusa ရဲ့ဥကောင်အဲ့ဒီဥကောင်ကိုအဲ့ဒီမှာဘာကြောင့်ထားတယ်ဆိုတော့ Ellie လည်းသေချာမသိဘူးလိုက်ရှာဖတ်ကြည့်ရခါမှလည်းမသိသေးဘူးပေါ့နော် If you know guys you can show me about this okay တချို့ကပြောကြတာတော့ဒီနေရာကိုကာကွယ်ဖို့အတွက်ထားကြတယ်နောက်ပြီးတော့ some say reuse materials ဆိုပြီးပြောကြတယ်ပေါ့နော် the scene it in my real life kind of creepy but very cool you know very cool ပြီးလို့ရှိရင်သူကဒီရေအပေါ်မှာဆိုလို့ရှိရင်ဒီ walkway လေးတွေလောက်ပေးထားတယ်တက်သားနဲ့လှုပ်ထားတဲ့ walkway တွေပေါ့နော်အဲ့ဒီပုံမှာလမ်းလျှောက်တာတကယ် feeling amazing very peaceful and calm တပုံရိုက်လို့လည်းအရန်လှတဲ့ video ရိုက်ဖို့အတွက်ကလည်းလုံးဝ perfect place ဖြစ်တယ်ပေါ့နော်ဒီနေရာလေးကိုတကယ် Istanbul ကိုသွားလည်မယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုမဖြစ်မနေဝင်လဲခဲ့ကြပါဒီနေရာလေးကမြန်မာငွေနဲ့ဆိုလို့ရှိရင်တသိန်း9000တသိန်း6000တသိန်း9000ဝန်းကျင်လောက်ရှိပါတယ်ဒါပေမဲ့ very worth to visit this place okay